brother တို့အားလုံးပဲမင်္ဂလာပါနော် brother အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့ကျွန်တော်တို့ဒီ2025မှာထွက်လာတဲ့ကျွန်တော်တို့ဒီ robot reader ဆိုတဲ့ဒီ mining game တွေကိုကျွန်တော်ကဒီပေါ့နော်ကျွန်တော်ဒီမိတ်ဆက်ပေးမယ်ပြီးတော့ခါကျကျွန်တော်တို့သူနဲ့အတူတူဖြစ်တဲ့အရင်တော့ကျွန်တော်မိတ်ဆက်ပေးခဲ့တဲ့ robot fit နဲ့ ROH ပေါ့နော်ဒီကောင်တွေကကျွန်တော်တို့ဒီ၃ခုလုံးပေါ့နော်ဒီ၃ခုလုံးကကျွန်တော်ဒီတူတူပဲပေါ့နော်ငွေထုတ်တာလည်းကျွန်တော် NC wallet ကိုပဲဒီ၃ခုလုံးကကျွန်တော်တို့သွားတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ၃ခုလုံးကိုတော့ကျွန်တော်တို့ဆော့ထားစေချင်တယ်ပေါ့နော်သုံးလုံးဆော့တဲ့သူကတော့ coin ပူရတယ် NC wallet ထဲကို coin များများရောက်တယ်ငွေမြန်ထုတ်ရတယ်ငွေစောစောထုတ်ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီမှာပြောစရာတစ်ခုရှိတာကကျွန်တော်တို့ဒီလူတော်တော်များများလာမယ်အခုရေးတော်တော်ကြာတယ်ပေါ့နော်โอเคကြာပါတယ်ကျွန်တော်တို့ဒီကောင်က free သမားတွေအတွက်ဆိုရင်တော့လုံးဝကိုကြာပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် free to တဲ့သူတွေအတွက်ဆိုရင်တော့ကြာတယ်ကျွန်တော်ဝယ်တူးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်နည်းနည်းခက်တွေ့ရပေါ့နော်ကျွန်တော်တို့ဒီဝယ်တူးတာကြဘယ်လိုဝယ်တူးရမှာလဲဝယ်တူးလို့မရဘူးဝယ်လို့မရအောင်ဆိုတဲ့သူတွေအတွက်ကြတော့ကျွန်တော်တခုစီစဉ်ပေးထားတယ်အဲ့တော့ကျွန်တော်တို့ဒီ application တက်ကလေးမပြောခင်ကျွန်တော်တို့ဒီအရင်ကစားသမားဟောင်းဒီကျွန်တော်ဒီ ဆော့ထားတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ကိုတူဝယ်နီးပေါ့နော်ဝယ်နီးလေးတွေရဲ့ကျွန်တော်တို့ငွေထုံနီးတွေဒီပေါ့နော်အဲ့ဟာတွေကိုကျွန်တော်အစားဆုံးပြောပြပေးမယ်ပေါ့နော်ကျွန်တော်ဗီဒီယိုကခြေကောင်းရှိနိုင်နေကြည့်ကြည့်ရင်လည်းရည်ကြည့်ပေါ့နော်โอเคအဲ့တော့ကြော်ကြည့်လိုက်ပါโอเคအဲ့တော့ကျွန်တော်တို့ဒီမှာ robot fit ဆိုတဲ့ဥစ္စာလေးကျွန်တော်အရင်စမ်းဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးသွားရင်ကျွန်တော်တူးထားတာလေးကိုအစမ်းအနေနဲ့ကျွန်တော်ပြပေးမယ်ပေါ့နော်ဒီမှာကျွန်တော်တူးထားတာက0.7ပေါ့နော်ကျွန်တော်ဒီကောင်ကိုဆော့တာ3လလောက်ရှိပြီကျွန်တော်တို့ဒီမှာ April လမှာကျွန်တော်ထုတ်ထားတာကဒီမှာ 0.2 ပေါ့နော်ပြောရရင်တော့ free သမားတွေအတွက်ဆိုတော့လုံးဝကိုကြာတယ်ကျွန်တော်3လလောက်နေမှာ once always လောက်ပဲကျွန်တော်ရတယ်ပေါ့နော်ဒါကျွန်တော်တော်တော်လေးကိုလုံးနိုင်တဲ့သူတွေတတိကောင်းကောင်းထားပြီးလုံးနိုင်တဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်အဲ့လောက်ကြာတယ်ပေါ့နော်အဲ့လောက်ကိုကြာလဲရလဲရပါပေါ့နော်အဲ့လောက်လေးပဲရတယ်ကျွန်တော်တို့ဒီ3ခုလုံးပေါင်းရင်တော့ကျွန်တော်တို့ဘယ်လောက်ရနိုင်လဲဆိုလို့ရှိရင်3လလောက်ကိုကျွန်တော်တို့ဒီ3လအောင်မတော်နဲ့ကျွန်တော်1လလောက်ကိုကျွန်တော်တို့ဒီ3ဂိမ်းလောက်2ဂိမ်းကျွန်တော်ပေါင်းလိုက်တာကျွန်တော်တို့ဒီ1ကြော်လောက်တော့ကျွန်တော်ရတယ်ပေါ့နော်3ဂိမ်းဆိုရင်တော့ကျွန်တော်တို့ 1.5 လောက်တော့ရတယ်1.5 USD လောက်ပဲကျွန်တော်ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်က free သမားတွေအတွက်ပြပြပေးခြင်းဖြစ်တယ်ကျွန်တော်ဒီငွေပေးပြီးတူးမဲ့သူတွေကျွန်တော်မြန်မာငွေပေးပြီးတူးမဲ့သူတွေအတွက်ကြတော့ကျွန်တော်တနည်းရှိတယ်အဲ့ဒါကတော့ကျွန်တော်ဒီ short လေးတော့လာလိုက်ပေါ့နော်ဒီမှာကျွန်တော်တို့ short လေးတော့လာလိုက်မယ်ရှော်လေးတဲ့ကိုလာပြီးတော့ဒီမှာပြောစရာလေးတစ်ခုရှိတာဒီမှာ plan ကတ်တွေပေါ့နော် plan တွေကကြတော့ကျွန်တော်တို့ဒီမှာဒီ subscription ရှိမယ်ဒီဘက်ကဟာလေးရှိမယ်ပေါ့နော်ကျွန်တော်အကောင့်လေးတော့တန်မထွက်တတ်ဘူးအကောင့်လေးအကြောင်းကျွန်တော်နည်းနည်းလေးပြပြပေးရမယ်ပေါ့နော်တချို့လူတွေကမှားဝယ်တတ်တယ်ဒီဘက်ကဟာယူသွားဝယ်တတ်တယ်ပေါ့နော်မဝယ်ပါနဲ့ဒီဘက်ကဟာကိုမဝယ်ရဘူးပေါ့နော်ကျွန်တော်ဒီဘက်ကဟာကိုဝယ်ရမယ်ဘာလို့လဲဆိုတော့ဒီဘက်က longest ပေါ့နော်ကျွန်တော်ဒီဘက်ကဟာကျွန်တော်ရှည်လျရတယ်ပေါ့နော်တနည်းအဲ့လိုကြီးကျွန်တော်တို့ကဒီပေါ့နော်ဘယ်လိုပြောမလို့ရေရှည်သွားတဲ့ plan တွေပေါ့နော်ကျွန်တော်အဲ့လိုမျိုးကြိုင်တော့ကျွန်တော်မကြိုက်ဘူးကျွန်တော်ဒီကောင်လေးကိုကြတော့ကျွန်တော်တို့ကကြတော့ဒီပေါ့နော်ဒီကောင်ကကျွန်တော်5 5စဝယ်ထားတယ်ဆိုလို့ရှိရင်5ကွန်ရတယ်6စဝယ်ထားတယ်ဆို6ကွန်ရတယ်ပေါ့နော်โอเคအဲ့လိုမျိုးလေးတော့သူကရှိတယ်ဒီကောင်လေးကကြတော့ပိုကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကစမ်းကြည့်ပြီးထားပြီးသွားပြီကျွန်တော်တခြားကောက်နေနဲ့ကျွန်တော်စမ်းကြည့်ပြီးထားပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်ဒီကောင်လေးကို recommend ပေးရပေါ့နော်ဒါလုံးဝတိတာစေတယ်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာဒီကျွန်တော်ဒါကတော့3 match ကြီးပေါ့နော်ကျွန်တော်ကတော့1 month လောက်ပဲကျွန်တော်ဝယ်ပြပေးမှာပေါ့နော်ကျွန်တော်ပြောချင်တာကတော့တခုကြံခဲ့တယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီငွေပေးပြီးတူးမဲ့သူတွေအတွက်ကျွန်တော်အရင်နှီးအများကြီးမထည့်ချင်ဘူးငွေပေးပြီးတူးမှာရောအရင်နှီးအများကြီးမထည့်ချင်ဘူးဆိုရင်အရင်ဂိမ်းအဟောင်းနှစ်ခုပဲဆော့ပါဘာဖြစ်လို့လဲဆိုအဲ့ဂိမ်းဟောင်းနှစ်ခုကကျွန်တော်တို့ဒီ1 month ထိရပါပေါ့နော်1 month လောက်ရတယ်ဒီအသစ်ထွက်လာတဲ့ဟာကကျွန်တော်5 month မှာစပြီးရတာပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုပြောစရာရှိတာကကျွန်တော်တို့ဒီကောင်းကြီးလှုပ်လိုက်တဲ့ချိန်ကြတော့မှကျွန်တော်တို့ဒီပေါ့နော်ဒီဟိုဟာကြီးပြီးသွားမယ်လို့ပါတော့ဒါတကယ်တမ်းအဲ့လိုမရှိပါဘူးကျွန်တော်ဒီ upgrade ပဲရှိရပေါ့နော်ကျွန်တော်ဒီကောင်ဆော့နေတဲ့သူတွေဆိုတီးလောက်မယ်ဆိုရင်ကျွန်တော် upgrade တွေလာတယ်ပေါ့နော်အဲ့ကြလို့ရှိရင်ကျွန်တော်တို့ upgrade တင်ပေးရပါတယ် upgrade တင်မှသာလည်းသူကကျွန်တော်ဆက်ပြီးတော့မှအဆင်ပြေမှာပေါ့နော်upgrade တင်လိုက်ရင်ကျွန်တော်အဆင်ပြေသွားပြီပေါ့နော်သူကလုံးဝပြီးသွားရလို့မဖြစ်ဘူးမရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်တွေကကျွန်တော်ဘယ်လိုပြောရမလဲဆိုရင် Play Store မှာ official နေတဲ့တင်ထားဖြစ်တဲ့အတွက်ပြန်ပြီးတော့ရုပ်သိမ်းမှု Play Store ပေါ်ကနေပြန်ပြီးတော့ရုပ်သိမ်းမှုအတွက်ကလည်းတော်တော်ခင်းရနေပေါ့နော်အဲ့အတွက်ကြောင့်မလို့ပါအဲ့တော့ကျွန်တော်ကဒီမှာဝယ်ပြပေးမယ်ဆိုကျွန်တော်ကတော့1 month လောက်ပဲဝင်မယ်ပေါ့နော်ကျွန်တော်တို့ဒီ month များသွားရင်တော့သူက percentage တွေ short ပေးတယ်ပေါ့နော်ဒီမှာ short ပေးတယ်ပေါ့နော်တော်တော်လေးတော့တန်တယ်ဒါပေမဲ့ကျွန်တော်ကဒီမှာအစမ်းအနေနဲ့ကျွန်တော်ဒီကောက်ကိုကျွန်တော်8000နဲ့ပဲကျွန်တော်ဝယ်လိုက်မယ်ပေါ့နော်အရင်ကောက်ကတော့ကျွန်တော်ကဒီ3 month တစ်ကောက်ရယ်ကျွန်တော်6 month တစ်ကောက်ကျွန်တော်ဝယ်ပြီးတော့တူးထားရပါပေါ့နော်နည်းနည်းကြွားလိုက်တာပေါ့โอเคအဲ့တော့ကျွန်တော်ဒီမှာက
1 mark ကိုဒီကောက်ကိုကျွန်တော်ဝယ်ပြပေးမယ်ကျွန်တော်ဒီမှာ5စပဲကျွန်တော်ဝယ်လိုက်မယ်8000ဆိုတော့ကျွန်တော်တို့ဒီမြန်မာငွေ8000ကျပ်ပေးရမယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်မြန်မာငွေ8000ကျပ်ပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်ဘယ်လိုဝယ်ရမလဲဆိုရင်တော့ကျွန်တော်တို့ဒီ account လေးရွေးပြီးသွားပြီ1 month လေးရွေးပြီးသွားပြီမှန်ပြီဆိုရင်ကျွန်တော်ဒီ subscribe ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်တဲ့ချိန်မှာဒီမှာသူကဒီ one boost per map ပေါ့နော်8000ပေါ့နော်ကျွန်တော်ဒီ9စဆိုရင်ဒီပေါ့နော်ကျွန်တော်ဒီ speed 9ခုရမယ်ပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုရင်ကျွန်တော်ဒီဘက်ကိုလာလိုက်ရင် speed ကဒီမှာ1ပေါ့နော်ကျွန်တော်အဲ့လိုဖြစ်သွားလို့ရှိရင်ကျွန်တော်5ဖြစ်ရင်5ဖြစ်သွားမယ်ပေါ့နော်5စဖြစ်သွားမယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကောင်းသွားရပေါ့နော်မြန်သွားရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ subscribe ကိုကျွန်တော်နှိပ်လိုက်မယ် subscribe ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်တော့ဒီမှာပြောစရာတစ်ခုရှိတယ်လာပြီသူဘလို့တွေလောက်ရလဲဆိုရင်တော့ကျွန်တော်ဒီကောင်ကိုငွေတူးမယ်ဆိုလို့ရှိရင်ကျွန်တော် visa cash ရှိမှရမယ်နော် credit card ပေါ့နော် credit card ရှိမှသာလည်းကျွန်တော်တို့ကဒီကောင်ကိုလုပ်လို့ရမယ်ပေါ့အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီတူးမဲ့သူတွေအတွက်ကျွန်တော်ငွေပေးပြီးတူးမဲ့သူတွေအတွက် visa card မရှိဘူးဆိုလို့ရှိရင်တော့တခုတော့ရှိပါတယ်တနည်းတော့ရှိတယ်ကျွန်တော်စီမှာလာပြီးတော့မှဒီပေါ့နော်ဝယ်လို့ရရပေါ့နော်ဝယ်လို့ရတယ်ကျွန်တော်8000နဲ့နေရတော့ကျွန်တော်တို့ဒီမှာကျွန်တော်လုတ်ပေးတယ်ပေါ့နော်ကျွန်တော်ဘလောက်နေပါကျွန်တော်ရောင်းပေးတယ်ပေါ့နော်ကျွန်တော်တူးပေးတယ်ယုံကြည်ရင်တော့လာဝယ်ပါဂျင်းနေပါလေလို့ကျွန်တော်တို့စီကျွန်တော်မထင်သေးချင်ဘူးเนาะကျွန်တော်က channel သမားဖြစ်တဲ့အတွက်ဒီလိုမျိုး YouTube channel သမားဖြစ်တဲ့အတွက်နာမည်ပြတ်တော့ကျွန်တော်မခံနိုင်ဘူးပေါ့เนาะအဲအကြောင်းမလို့ပါโอเคအဲ့တော့ကျွန်တော်ဒီမှာ 5 star ဝယ်မဲ့သူတွေအတွက်ဆိုရင်လာခဲ့ပါဘယ်နှစာပဲနေဘလောက်ပဲဘလောက်မှတ်ပဲနေကျွန်တော်ဘယ်နှလားပဲဝယ်ကျွန်တော်စီကိုလာဝယ်လို့ရတယ်ကျွန်တော်တို့ဒီတချို့သမားတွေကတချို့ကတော့ကျွန်တော်8000လောက်ပဲရင်းမယ်လို့ကျွန်တော်ထင်တယ်ပေါ့เนาะအဲ့ဒါကတော့လူတိုင်းလိုပါပဲပေါ့เนาะကျွန်တော်သူကစိုင်းရင်းကြီးကြရပေါ့เนาะကျွန်တော်လည်းစသလိုက်ကျွန်တော်စိုင်းရင်းတာပေါ့เนาะလုံးဝကိုကောင်းတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာစပြီးမှကျွန်တော်တို့ဒီဝယ်လိုက်မယ် credit visa card ကျွန်တော်တို့visa card ရှိတိုင်းတော့ကျွန်တော်ကောင်းတယ်ပေါ့နော် visa card မရှိသေးဘူးကျွန်တော်လုတ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ ban တွေမှာတွားလို့ပေါ့နော် CB ban တို့ AYE တို့ကျွန်တော်ကိုကြိုက်တဲ့ ban ကိုလုတ်ပါအဆင်ပြေတယ်ပေါ့နော်โอเคတော့ကျွန်တော်တို့ဒီမှာရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကတ်သမားတွေအတွက်ဆိုရင်ကျွန်တော်ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်ပါဒါကျွန်တော်ကတ်သမားတွေကတ်ရှိတဲ့သူတွေအတွက်ရောကျွန်တော်တခါတည်းတန်းပြလိုက်မယ်မရှိသေးတဲ့သူတွေတော့ကလေးလာချင်တယ်သိချင်တယ်ဆိုရင်ကြည်သွားပါဒါမှမဟုတ်နည်းနည်းလေးရေးလိုက်ပေါ့နော်โอเคတော့ကျွန်တော်တို့ဒီမှာကကနမ်းမတွေဘာတွေကတော့အားလုံးကက်ကင်တဲ့သူတွေကတော့တီးလောက်မယ်လို့ကျွန်တော်ထင်တယ် security code တို့ဒီမတ်တို့ရေးရတို့ကတော့တီးလောက်မယ်ထင်တယ်အဲ့တော့ကျွန်တော်ဒီဘိုင်းလို့နည်းနည်းလေးကြော်လိုက်မယ်โอเคဒီမှာတခုပြောစရာရှိတာကကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ဒီထည့်တာတွေကိုတော့ကျွန်တော်အပြီးစီးထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီ secret လေးကိုပဲကျွန်တော်ဆက်သွားလိုက်ပေါ့နော်ဒီကျွန်တော်ဒီကုတ်တွေကတော့ကျွန်တော်တို့ဒီပြလို့မရဘူးပေါ့နော်ဒီကောင်လေးကျွန်တော်ပြလို့မရဘူးဒီကတ်တွေကကျွန်တော်ဒီနံပါတ်တွေကလူတီးလို့မဖြစ်ဘူးပေါ့နော်โอเคတော့ကျွန်တော်ရပြီဆိုရင်ကျွန်တော် secret ကိုပဲကျွန်တော်ဆက်သွားလိုက်မယ်ဆက်လိုက်တဲ့အချိန်မှာသူကဒီလာလိမ့်မယ်ပေါ့နော်ကျွန်တော်ဒီမှာနည်းထပ်ဆောင်လိုက်မယ်โอเคဒီမှာဆိုလို့ရှိရင်သူက visa card အနေနဲ့ကျွန်တော်8000ပေးမှတေးကြလားဘာညာပေါ့နော်โอเคဟုတ်တယ်ကျွန်တော်ဒီမှာရင်းမယ်ဘာညာဆိုလို့ရှိရင်standard 2D ဆိုပြီးမှဒီမှာပေါ့နော်ကျွန်တော်အောက်က subscription ကိုပဲကျွန်တော်နှိပ်လိုက်ပါဒီမှာ visa card ကကျွန်တော်တို့ဒီ code တွေဘာညာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ subscribe ကိုပဲကျွန်တော်ဆက်သွားလိုက်မယ်ပေါ့နော်password တွေဘာတွေနေရာကိုကျွန်တော်ကြော်လိုက်မယ်ပေါ့နော်တိတ်ပြီးတော့သူကထူးထူးတော့မရှိဘူးကျွန်တော်ဒီ yes all လေးကိုမိနစ်တက်ရပါတော့သူစီမီစီကနေသူကပြောထားရပါတော့ okay ဒါကတော့မိမိကြိုက်ရအောင်ကျွန်တော်ရွေးလိုက်ပါဒီလုံးဝကိုကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ကဆက်သွားမယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာဝယ်ပြီးသွားပြီပေါ့နော်ခုနကတော့ကျွန်တော်တို့ရွေးဒီသူ north နဲ့ကျွန်တော်ရွေးခိုင်းတယ်ကိုမိနစ်တက်အောင်ကျွန်တော်ရွေးလိုက်လေရရပါတော့ဒါဆိုရင်ကျွန်တော်ဒီမှာပေါ့နော်9စားဖြစ်သွားပြီ9စားဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်အဆင်ပြေသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီကျွန်တော်ရဲ့ visa ကတ်ထဲကလည်းသူငွေနှုတ်သွားပြီ8000ကျပ်ကျွန်တော်နှုတ်သွားပြီfee တွေဘာတွေကတော့သူကမရှိဘူးလို့ကျွန်တော်ပြောထားရပါတော့ဒီမှာဖြစ်သွားပြီ okay အဲ့တော့ကျွန်တော်တို့ကဒါကတော့ကျွန်တော်ရင်းနှီးကိုကျွန်တော်ပြပေးရပါတော့ဒီမှာဒါဆိုရင်သူကလုံးဝကိုမြန်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် 0.71 ပေါ့နော်ကျွန်တော်ဘယ်လောက်တက်လဲဆိုတာကိုကျွန်တော်ဒီနောက်ထပ်3နာရီပြလို့ရှိရင်ကျွန်တော်ဟိုလုပ်ပြီးမှာပေါ့နော်ဒီ comment မှာကျွန်တော်ရေးပြပေးမှာပေါ့နော်ကျွန်တော်ဒီလောက်ကနေကျွန်တော်စတူတာဒီမှာပေါ့နော်ကျွန်တော်တို့ဒီ 0. ထိုက်တော့ကျွန်တော်7143လောက်ကနေကျွန်တော်စတူထားပါတော့เนาะဒီမှာ3နာရီအစ်စ်ကနေပြန်စားတယ် okay အဲ့ဒါကိုကျွန်တော်ဒီ comment မှာကျွန်တော်ရေးပြပေးထားမယ်ပေါ့เนาะကျွန်တော်ဘယ်လောက်ဒီ Pfizer တိုးလိုက်တဲ့အချိန်မှာကျွန်တော် coin ဘယ်လောက်တက်လဲcoin ဘယ်လောက်ရတယ်ဆိုတော့ကျွန်တော် comment လေးမှာရေးပြပေးထားပါမယ်ဒါကတော့ကျွန်တော်တို့ဒီငွေကိုကျွန်တော်တို့ဒီကောင်တူးတာပေါ့နော်ငွေထုတ်မဲ့သူတွေအတွက်ကတော့ကျွန်တော်တို့ဒီထူထူတော့ဘာမှတော့မရှိဘူးကျွန်တော်တို့ဒီပေါ့နော်ဒီ speed up ကိုကျွန်တော်တို့ဒီဘာမှတော့လုပ်ဆံမလို့ okay ကျွန်တော်တို့ဒီဒါလောလောဆယ်တူးထားတာဖြစ်တယ်ပေါ့နော်ကျွန်တော်ငွေထုတ်မဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်မတူးထားသေးရင်ကျွန်တော်ငွေထုတ်လို့ရပြီပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်ပြသပေးမှာပေါ့နော် okay ဒါဆိုရင်ကျွန်တော်နောက်တစ်ဂိမ်းသွားလိုက်မယ်ပေါ့နော် roof ကိုပဲကျွန်တော်သွားလိုက်မယ်ပေါ့နော်
ဒါဆိုရင်ဒီမှာပေါ့နော်ကျွန်တော်ဒီကောင်ကလည်းကျွန်တော်အကောင့်တစ်ခုထပ်လုပ်ထားတယ်ဒီကောင်ကလည်းကျွန်တော်ဒီမှာ2ဒီပေါ့နော်ဒါကကျွန်တော် free 2တာပေါ့နော်နောက်ကျမှကျွန်တော်ဝယ်လိုက်တော့မယ်ကျွန်တော်ဒီမှာဝယ်မပြတော့ဘူးပေါ့နော်โอเคဒါဆိုရင်တော့ 0.71ဒါဆိုရင်ရပြီကျွန်တော်တို့ဒီမှာ1 speed ပေါ့နော်ဒါငွေထုတ်မဲ့သူတွေတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ့နော်ဒီ trade တော့ဘာမှတော့မရှိဘူးကျွန်တော်ဒီဝယ်သွားလိုက်ပေါ့โอเคဒီမှာပေါ့နော်ဒါခုနကကျွန်တော်တို့ကငွေတူးထားတာဖြစ်တော့မရပါဘောเนาะဒီမှာဒီဘက်က gas gas ကိုပဲကျွန်တော်နှိပ်လိုက်ပါတော့free သမားရဲ့တူးတော့မယ်ဆိုရင်တော့ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်ပါတော့အဲ့လိုမှမဟုတ်နဲ့ကျွန်တော်ငွေထုတ်မယ်ဆို 2NC wallet ကိုနှိပ်ပြီးတော့ကျွန်တော်ဒီပေါ့နော်password တောင်းလိုက်မယ် password ထည့်ပေးလိုက်ပါတော့ပြီးကြလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့နော်ဒီကောင်လေးကိုကျွန်တော် sun ROH ဆိုပြီးပို့လိုက်တယ်နဲ့ ROH wallet ထဲကိုကျွန်တော်ရောက်သွားမယ်ပေါ့နော် okay အဲ့တော့ကျွန်တော် ROH wallet ထဲကိုရောက်သွားမယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ဘယ်လိုလုပ်ရမလဲဘယ်လိုဆက်လုပ်ရမလဲဆိုတော့ကျွန်တော်ပြပေးမယ်ပေါ့နော်okay ဒီ ROH တောင်ဖြစ်ပုံဒီ NC wallet ပေါ့နော် NC wallet ထဲကိုရောက်ပြီးဒါ okay ဒါကျွန်တော်အကောင့်ဝင်လိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော် NC wallet မှာကျွန်တော်ဒီ ROH coin ငွေထုတ်ထားတာလေးပေါ့နော်ကျွန်တော်ဒီကောင်ဒီ NC wallet ကိုကျွန်တော်ပြောစရာတစ်ခုရှိတယ်သူကတော့ကျွန်တော်ဒီကောင်လေးထည့်ထားရင်ကိုကျွန်တော် CTC coin လေးသူကတနေ့ကိုဘလောက်ဆိုသူပေးတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် CTC coin လေးတွေကျွန်တော်3လလောက်ပေါ့နော်3လကျော်2လကျော်3လလောက်ထည့်ထားတာ 0.01 USD ကျွန်တော်ရသွားပြီပေါ့နော် okay ဒါကတော့သူက free ပေးတာပေါ့နော်နေတိုင်းသူကဘလောက်ဆိုပြီးသူကပေးတယ်ပေါ့နော်ဒီမှာ NC wallet ဆိုရင်CTC ဆိုရင်ကျွန်တော် 0.1 ကို 0.001 CTC ပေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ ROH ပေါ့နော် okay အဲ့တော့ကျွန်တော်တို့တူးလာတဲ့ ROH ဒီထဲကိုရောက်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီကောင်လေးကိုရွေးပေးမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ကဒီပေါ့နော် sorry ကျွန်တော်ဒီမှာပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော် exchange လေးကိုကျွန်တော် ROH exchange လေးကိုကျွန်တော်ရွေးပြီးရင်ဒီပေါ့နော်ကျွန်တော်တို့က USDT နဲ့ပြောင်းမလားပေါ့နော်မိမိချိုင်းတဲ့တက်ရကိုကျွန်တော်ပြောင်းပြီးလုပ်လို့ရရပါတော့ကျွန်တော်ကတော့ဒီတွန်ပဲကျွန်တော်ချိန်လိုက်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တွန်ရှိတဲ့အတွက်ပေါ့နော်တွန်တွေကိုကျွန်တော်ပြန်ရောင်းလိုက်လဲကျွန်တော်အဆင်ပြေတယ်ပေါ့နော်လက်ကားမဖြစ်တော့ပါပေါ့နော်okay အဲ့တော့ကျွန်တော်တို့ကokay ဒါဆိုရင်ကျွန်တော်တို့ရပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်ကိုလုတ်ချင်တဲ့အမောက်ပေါ့နော်ဥပမာ 0.4 ဆိုရင် 0.4 ပေါ့နော်ကျွန်တော်လုတ်လိုက်ရင်ဒီအောက်မှာသူကဒီမှာ 0.14 တွန်နဲ့သူကညီမျှတယ်ဆို0.14 တွန်နဲ့ညီမျှတယ်အဲ့လိုမျိုးပြေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဆွတ်လို့မရသေးဘူးသူကဒီအနည်းဆုံးမောက်ပမာဏ ROH coin ရှိမှသာလဲကျွန်တော်ဆွတ်လို့ရမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီမစောင့်ကျင်ဘူးကျွန်တော်တို့အဲ့လောက်ကြီးမစောင့်ကျင်ဘူး 1USD လောက်ပဲယူကျင်တယ်ရသလောက်ပဲကျွန်တော်တို့လိုချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာလည်းပြန်ပြီးလာရောင်းလို့ရပါတော့ဒီ coin ကိုကျွန်တော်လာရောင်းလို့ရတယ်အဲ့တော့ကျွန်တော်တို့ကတွားရောင်းမဲ့သူတွေအတွက်ဆိုလို့ရှိရင်เนาะကျွန်တော်စီကိုလာရောင်းမဲ့သူတွေအတွက်ပေါ့เนาะထားလိုက်တော့brother တော့ကျွန်တော်စီကိုလာရောင်းမယ်ဆိုလို့ရှိရင်ဒီ set ROH ကိုကျွန်တော်ရွေးပြလိုက်ပါရွေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့เนาะဒီကျွန်တော်ကbrother တို့ကိုကျွန်တော်ကဒီ wallet address လေးကျွန်တော်ပေးလိုက်မယ်ပြီးသွားရင်brother ကျွန်တော်ရဲ့ wallet address လေးကိုမှန်အောင်ထည့်ပြီးသွားရင်ဒီ ROH ကိုကျွန်တော်တို့ကကိုယ့်ရဲ့ mouse မှန်အောင်ရွေးပြီးတော့မှစမ်းပို့လိုက်ရင်ကျွန်တော်စီကိုတရောက်လာမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကလက်ခံမယ်ကိုစီကိုလာရောင်းတဲ့သူရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ deposit ROH ကိုကျွန်တော်ရွေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော် copy ယူပြီးတော့သူတို့ကိုပို့ပေးလိုက်ပါပို့ပြီးသွားလို့ရှိရင်တော့သူကကျွန်တော်တို့ဒီထည့်ပေးလိုက်တာနဲ့ကျွန်တော်တို့စီကိုရောက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ NCU wallet ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်ပြပြပေးခြင်းဖြစ်တယ်။ Okay အဲ့တော့ကျွန်တော်တို့ပထမဆုံးကျွန်တော်ပြောခဲ့တဲ့ဒီပေါ့နော်ဒီ ROH ရဲ့ပေါ့နော်2025မှာတစ်ထွက်လာတဲ့ game လေးကိုကျွန်တော်ပြပြပေးမယ်ပေါ့နော်။ဒီကောင်လေးကကျွန်တော်သူကဝင်တာတွေပါလောရင်ဝင်တာတွေပါတွေကတော့ကျွန်တော်ဒီဝင်ချင်းမှာကိုယ်ကဲလေးနဲ့ပဲကျွန်တော်ချိန်ပြလိုက်ပါ။ချိန်ပြလိုက်ရင်ကျွန်တော်ရတယ်ပေါ့နော်။ရပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒါတူးထားတယ်ပေါ့နော်ကျွန်တော်ဒီမှာဒီ3နာရီကျွန်တော်တူးထားရပေါ့နော်1 speed နဲ့ပဲနော်ကျွန်တော်လည်းခုမှဒီကောင်တူးတာဖြစ်ပါတယ်။ဒီ connection ဆိုတဲ့ဥစ္စာလေးကျွန်တော်တစ်ချက်သွားကြည့်လိုက်မယ်ကျွန်တော်လည်းခက်စိမ့်ပေါ့နော်ဒါတွေကတော့မိမိကြိုက်နေတဲ့ရောက်ကျွန်တော်ရွေးလို့ရတာပေါ့နော်ရွေးလို့ရတယ်ဒါကတော့တိတ်ပြီးထူတော့ဘာမှတော့မရှိဘူး energy ပါပဲပေါ့နော်တူပါပဲဒီသူကနည်းနည်းလေးလှအောင်လို့ပေါ့နော်အဲ့လိုကျွန်တော်ထင်တော့အဲ့လိုလုပ်ထားရလို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တို့ဒီဝယ်မဲ့သူတွေအတွက်ဒီကောင်ပဲကျွန်တော်တို့ရင်းမြင်နေဆိုလို့ရှိရင်ကျွန်တော်ကွာချက်ကိုကျွန်တော်ပြပြပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်လာလိုက်ပေါ့နော်โอเคဒီမှာပေါ့နော်ကျွန်တော်ဘလောက်မှတ်ကနေရရလဲဆို1မှတ်ရတယ်ဒါပေမဲ့သူကကျွန်တော်တို့20စား20ကနေကျွန်တော်တို့စပြီးရင်ရတယ်ပေါ့နော်အဲအကြောင်းကျွန်တော်ကအရှိရဂိမ်းနဲ့ဂိမ်းကိုကျွန်တော်က2 days နေလို့ကျွန်တော်ပြောရပေါ့နော်ဒီမှာဆိုရင်3000ပေးရမယ်စား20ပေါ့နော်ဟိုကောင်နဲ့ဆိုင်တော့နည်းနည်းတော့တန်တယ်ဒါပေမဲ့သူကရင်ရတာတော့တလုံးတစ်ခဲကြီးသူကရင်ရတယ်ပေါ့နော်โอเคအဲ့တော့ဒီသူတို့ဒီ game 3ခုလုံးရဲ့လှုပ်ဆောင်ချက်တွေလှုပ်ပုံလုံးကြီးတွေကတော့အကုန်တူတူပါပဲကျွန်တော် free 2ပုံ2နည်းတွေဒီ web 2ပုံ2နည်းတွေကလည်းလုံးဝတူတူပဲပေါ့နော်
အဲ့တော့ပြောချင်တာကတော့ကျွန်တော်ဒီကောင်လေးကိုတော့3ဂိမ်းလို့ဆော့ပြီးတော့တူးထားစေချင်တယ်ပြောချင်တာအဲ့ဒါလေးပဲပေါ့နော်ဒါကတော့ဆော့ချင်တဲ့သူတွေ free ဆော့ချင်တဲ့သူတွေဆိုရင်လည်းဆော့ဒါမှမဟုတ်လို့ရှိရင်ဝယ်ဆော့ချင်တယ်ဆိုရင်လည်းကျွန်တော်စီလာဝယ်လို့ရပါတယ် okay အဲ့တော့ဗီဒီယိုလေးကလောက်ပါပေါ့နော်ဗီဒီယိုကိုဆုံးကြည့်ပေးတဲ့အတွက်ဘာသာအားလုံးကိုထူးပဲကြည့်တင်ပါတယ်နော်အားလုံးနားလည်လောက်မလို့လဲကျွန်တော်ထင်ပါတယ်bye bye